မင်္ဂလာပါဗျာဒီဇလန်လေးကတော့တဲထိတ်ရင်ပိုစရာလည်းကောင်းတယ်လို့ဟာတာလေးတွေလည်းနှောထားတဲ့ပုံစံမျိုးပြအစအဆုံးနားထောင်လို့ကောင်းအောင်ကျွန်တော်ပြောပြမယ်နော်ဇလန်အစမှာတင်တောနက်ကြီးထဲမှာလူ၃ယောက်အသက်လူပြီးပြေးနေရတဲ့အခန်းနဲ့စဖွင့်ထားတယ်အဲ့ဒီမှာအိုဂါနဲ့နာဒီယာဆိုတဲ့အမျိုးသမီး၂ယောက်ကမြေကျင်းနဲ့ကြီးတဲ့ပြုတ်ကျသွားရောသူတို့ခမရတက်လို့မရဖြစ်နေချိန်မှာသူတို့နဲ့အတူပါလာတဲ့ဂျော့ချ်ကကူညီဖို့နေတ sorry ပါဟာဆိုပြီးသူ့လွတ်လန်းသူရှာပြီးထွက်ပြေးသွားရောဗျာဒါပေမဲ့ကန်ကြီးသူဂျော့ချ်ခမရလည်းမလွတ်ပါဘူးတိတ်မကြခင်မှာပဲထောင်ချောက်မိပြီးတစ်ပင်ပေါ်စောက်ထိုးတွဲလောင်းကြနေတော့ဘဲကမှန်းမသိတဲ့လူတစ်ယောက်ပေါ်လာပြီးဓာတ်နဲ့ထိုးတက်သွားပါလေရောတကယ်တော့ဒီအဖြစ်အပျက်တွေမဖြစ်ခင်ရက်ပိုင်းလောက်ကအခြေအနေကိုပြန်ပြောရမယ်ဗျ Palace Defense ဆိုတဲ့လက်နက်ကုမ္ပဏီကဝန်ထမ်း9ယောက်ဟာဟန်ဂေရီနိုင်ငံကတောအုပ်တစ်ခုမှာရှိတဲ့အပန်းဖြေစခန်းကို team building လုပ်ဖို့ထွက်လာကြတာပေါ့လန်ခီမာတင်ပြဿနာကစတာဗျသူတို့စီးလာတဲ့ဘတ်စကားကလမ်းမှာတစ်ပင်ပိတ်နေလို့ရှေ့ဆက်မရဖြစ်တော့ရင်မောင်းတဲ့စကားများကြရင်ရင်မောင်းကစိတ်မရှိတော့ပဲသူတို့ကိုလမ်းလေခေါင်မှာပြစ်ချထားခဲ့ရောသူတို့အဖွဲ့ခေါင်းဆောင်ရေးချက်ကလည်းမာနခဲဆိုတော့လမ်းလျှောက်သွားမယ်ဆိုပြီးတော်လန်အတိုင်းဥဆောင်ခေါ်သွားတာပေါ့အဖွဲ့ထဲက state ဆိုတဲ့တယောက်ကတော့မှုံမို magic mushrooms တွေစားထားတော့ဆေးတွေကြောင်ပြီးလမ်းမှာတောက်လျှောက်ရှောက်လုံနေရောလမ်းမှာဟိုဟာဒီဟာဖြစ်ကြရင်းနဲ့နောက်ဆုံးတော့သူတို့တေးရမယ့်အပန်းဖြေစခန်းကိုရောက်သွားကြတယ်ဒါပေမဲ့နေရာကသူတို့ထင်ထားသလိုစိန်ခံအိမ်ကြီးမဟုတ်ပဲဟောင်းနှန်းဆုပ်ပြက်ပြီးလူသူကင်းမဲ့နေတဲ့အိမ်ကြီးဖြစ်နေတဲ့အဲ့ဒီအိမ်ကြီးထဲမှာဟာရစ်ဆိုတဲ့ဝန်ထမ်းတစ်ယောက်ကဖိုင်တွေသွားတွေ့တယ်အဲ့ဒီဖိုင်တွေရဒီနေရာဟာအရင်တုန်းကစစ်ရာဇဝတ်ကောင်တွေကိုထိမ့်သိမ်းပြီးစမ်းသပ်မှုတွေလုပ်တဲ့နေရာအကျဉ်းသားတွေပုံကန်လို့အကုန်လုံးကိုအစိမ့်ငွေနဲ့တပ်ပစ်ခဲ့တဲ့နေရာမျိုးဖြစ်နေတာပေါ့ကောလာဟာလာတွေရတော့အဲ့ဒီတုန်းကအသက်ရှင်ကြံရစ်ခဲ့တဲ့တယောက်ကလက်စားချေဖို့စောင့်နေတယ်လို့ဆိုကြတယ်နောက်တနေ့ရောက်တော့သူတို့အချင်းချင်းဖိန်ပေါ်တနတ်တူပြစ်တန်းကစားကြတယ်ကစားနေရင်းနှန်းလန်းဂေါ်ဒွန်ဆိုတဲ့ဝန်ထမ်းကတကယ်ဝက်ဝင်ဖမ်းတဲ့တမဏိထောင်ချောက်ကြီးကိုနင်းမိပြီးခြေထောက်ပြတ်သွားရောဗျအဲ့ဒီအချိန်ကစပြီးအခြေအနေကပြောင်းပြန်လန်သွားတော့တာပဲတကယ်လူသက်သမားတွေထောင်ချောက်တွေတောထဲမှာရှိနေမှန်းသူတို့သိလိုက်ရပြီသူတို့ထွက်ပြေးဖို့ကြိုးစားပေမဲ့ဘတ်စကားကလည်းတောထဲကလူတွေခင်းထားတဲ့တန်ဆူးကြိုးတွေကြောင်းမှောက်သွားတယ်ဟာရိခမြလည်းခေါင်းဖြတ်တက်ခံလိုက်ရတယ်ကြီးဆိုတဲ့ကောင်မလေးကိုလည်းလူသက်သမားကတစ်ပင်မှာကျိုးတုပ်ပြီးမိရှင်ရှုတက်လိုက်တယ်ကြံတဲ့လူတွေအိမ်ကြီးထဲပြန်ပြေးပြီးပုန်းနေရတာပေါ့ညဘက်ရောက်တော့အိမ်ကြီးထဲကိုလူသက်သမားတွေဝင်လာပြီးတိုက်ခိုက်ကြရောဂေါ်ဒွန်လည်းအသက်ခံလိုက်ရတယ်မက်ကီနဲ့စတေးတိုကတော့အစွမ်းကုန်ပြန်ချကြတာပေါ့ရစ်ချက်ကတော့နောက်ဆုံးမှာသူ့အမားတွေကိုတီးသွားပြီးမြေမြုပ်မိုင်းတစ်ခုပေါ်တက်နေလူသက်သမားတွေကိုမြားခေါ်ပြီးသူ့ကိုယ်သူအသေးခံဖောက်ခွဲပစ်လိုက်တယ်